တရားသီးပေါ်ချိန်ရောက်ပြီဆိုတော့တရားသီးသုံးတဲ့ထမင်းစားကြမယ်ဒီနေ့က21ရက်နေ့ဆိုတော့ line မှာငတင်လုံမယ်ဆိုပြီးနာမည်ကြီးတယ်ပေါ့နော်ဒါပေမဲ့လည်း BB ကတော့ယုံသလိုလိုမယုံသလိုလိုနဲ့မမဆောင်ဖွဲ့ရပါဟင်းကိုတော့ဒီနေ့များများစားစားမချက်ပါဘူးတရားသီးတို့လေးနဲ့ပဲထမင်းပူပူလေးနဲ့ထမင်းစားမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ငတင်လုံရင်ဟင်းချက်ရင်တည်သွားတဲ့ချေးဝတ် BB ဆိုပြီးတော့နာမည်မကြီးချင်လို့ပါတရားသီးသုံးရတာကတော့လွယ်တယ်ပေါ့နော်မြန်လဲမြန်တယ်ဆိုတော့ဒါလေးနဲ့ပဲစားလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်တီးစိတ်ရတော့ငလျင်မလို့ကျေးဇူးတင်နေပြီမတီးစိတ်ရတော့ငလျင်မလို့လားဆိုပြီးစောင့်နေတယ်ပေါ့နော်ဒါပေမဲ့လည်းပစ္စည်းတွေတိမ့်နေတဲ့မှာကိုမပါပါဘူးငလျင်လှုပ်လာရင်လည်းဝိတ္တတဲ့ကိုတူတူဖုံးယူပြီးတော့ပြေးမှာပါငလျင်ကတော့မလှုပ်ပေမဲ့ကိုယ့်ဟာကိုယ်တော့လှုပ်နေပါတယ်ထိုင်လဲလှုပ်နေတယ်ထလဲလှုပ်နေတယ်ပေါ့နော်ဘာဖြစ်နေရလဲတော့မသိဘူး trauma ရနာပဲဖြစ်လောက်တယ်ဘာပဲဖြစ်သတိဆိုတာပိုတယ်လူတွေတော့မရှိဘူးပေါ့နော်အားလုံးပဲဂရုစိုက်ကြပါတရားသီးတို့လေးလည်းလိုက်လို့စားကြည့်ကြပါဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်